ရှမသက်ခရစ်ဝင်အခန်းကြီး19ထိုဒေသနာတော်ကိုယေရှုသည်အကုန်စင်ဟောတော်မူပြီးလျှင်ဂါလိလဲပြည်မှပြောင်း၍ယူဒပြည်စွန်းယော်ဒန်မြစ်တစ်ဖက်သို့ကြွတော်မူ၏လူများအပေါင်းတို့သည်နောက်တော်သို့လိုက်ကြသည်ဖြစ်၍ထိုအရပ်၌အနာရောဂါများကိုငြိမ်းစေတော်မူ၏ဖာရိရှဲတို့သည်အထံတော်သို့လာ၍လူသည်ခတ်သိမ်းသောအပြစ်ကြောင့်မိမိမယားနှင့်ကွာသလောဟုစုံစမ်းနှောက်ယှက်ခြင်းဟာမေးလျှောက်ကြသောကိုတော်ကအစအဦး၌ဖန်ဆင်းတော်မူသောသူသည်ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကိုဖန်ဆင်းတော်မူ၏ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုစွန့်၍ကိုခင်ပွန်း၌မှီဝဲသဖြင့်ထိုသူနှစ်ယောက်တို့သည်တသားတကိုယ်သည်ဖြစ်ရလိမ့်မည်ဟုကျမ်းဆိုသည်ကိုသင်တို့မဖတ်ဘူးသလောထိုကြောင့်လင်မယားတို့သည်နှစ်ဦးမဟုတ်တဦးတည်းဖြစ်၏ဖျားသခင်ဖက်ဆက်၍တဘိုးတင်တော်မူသောအရာကိုလူမခွဲမခွာစေနှင့်ဟုမိန့်တော်မူ၏ဖာရိရှဲတို့ကလည်းထိုတို့မှန်လျင်ဖြတ်စာကိုပေး၍မယားနှင့်ကွာစေခြင်းကမောရှေသည်အဘယ်ကြောင့်စီရင်သနည်းဟုလျှောက်ကြသောကိုတော်ကသင်တို့စိတ်နှလုံးခိုင်မာသောကြောင့်မယားနှင့်ကွာရသောအခွင့်ကိုမောရှေသည်စီရင်၏အစဦး၌ထိုသို့မဟုတ်ငါပညတ်သည်ကားမှားယွင်းခြင်းအကြောင်းမှတပါးအခြားသောအကြောင်းဖြင့်မိမိမယားနှင့်ကွာ၍အခြားသောမိန်းမနှင့်စုံဖက်သောသူသည်မိမိမယားကိုပြစ်မှား၏ကွာသောမိန်းမနှင့်စုံဖက်သောသူသည်လည်းသူ့မယားကိုပြစ်မှားသည်ဟုမိန့်တော်မူ၏တပည့်တော်တို့ကလည်းလင်မယားမှုသည်ဤသို့ဖြစ်လျင်စုံဖက်ခြင်းကိုမပြုကောင်းပါဟုလျှောက်ကြ၏ကိုတော်ကလည်းထိုစကားကိုလူတိုင်းမခံမယူနိုင်အခွင့်ရသောသူတို့သာခံယူနိုင်ကြ၏လူအချို့တို့သည်အမိဝန်းတွင်းကပင်မိန်းမရှာဖြစ်ကြ၏အချို့တို့သည်သူတစ်ပါးဆုံးမ၍မိန်းမရှာဖြစ်ကြ၏အချို့တို့သည်ကောင်းကင်နိုင်ငံတော်အဖို့အလို့ငှာမိမိကိုယ်ကိုဆုံးမ၍မိန်းမရှာဖြစ်ကြ၏ထိုစကားကိုခံယူနိုင်သောသူသည်ခံယူစေဟုမိန့်တော်မူ၏ထိုအခါသူငယ်တို့အပေါ်မှာလက်တော်ကိုတင်၍မေတ္တာပို့တော်မူစေခြင်းဟာအထံတော်သို့ဆောင်ခဲ့သည်ဖြစ်၍တပည့်တော်တို့သည်အပြစ်တင်ကြ၏ယေရှုကလည်းထိုသူငယ်တို့ကိုရှိစေတော့ငါထံသို့လာသည်ကိုမဆီးတားကြနှင့်ကောင်းကင်နိုင်ငံတော်သည်ထိုသို့သောသူတို့၏နိုင်ငံဖြစ်သည်ဟုမိန့်တော်မူ၍သူငယ်တို့အပေါ်မှာလက်တော်ကိုတင်ပြီးလျှင်ထိုရက်မှကြွသွားတော်မူ၏ထို့နောက်လူတစ်ယောက်သည်ချီးကပ်၍ကောင်းမြတ်သောဆရာထာဝရအသက်ကိုရအောင်သောငါအကျွန်ုပ်သည်အဘယ်ကောင်းမှုကိုပြုရပါမည်နည်းဟုမေးလျှောက်တော်ငါကိုကောင်းမြတ်သည်ဟုအဘယ်ကြောင့်ခေါ်သနည်းဖျားသခင်တပါးတည်းသာကောင်းမြတ်တော်မူ၏အသက်ရှင်ခြင်းသို့ဝင်စားလိုလျင်ပညတ်တော်တို့ကိုစောင့်ရှောက်လော့ဟုမိန့်တော်မူ၏အဘယ်ပညတ်တို့ကိုစောင့်ရှောက်ရမည်နည်းဟုလျှောက်ပြန်သောလူအသက်ကိုမတတ်နှင့်သူ့မယားကိုမပြစ်မှားနှင့်သူ့ဥစ္စာကိုမခိုးနှင့်မမှန်သောသက်သေကိုမခံနှင့်မိဘကိုယိုသေးစွာပြုလော့ကိုနှင့်ဆက်ဆိုင်သောသူကိုကိုနှင့်အမျှချစ်လော့ဟုမိန့်တော်မူ၏ထိုလူလင်ကလည်းထိုပညာရှိသမျှတို့ကိုအကျွန်ုပ်သည်ငယ်သောအရွယ်မှစ၍စောင့်ရှောက်ပါပြီဘယ်အကျင့်လိုသေးသနည်းဟုလျှောက်ပြန်လေ၏ယေရှုကလည်းသင်သည်စုံလင်ခြင်းသို့ရောက်လိုလျင်သွားလော့ကိုယ်ဥစ္စာများကိုရောင်း၍ဆင်းရဲသောသူတို့အားပေးလော့ထိုသို့ပြုလျင်ကောင်းကင်ဘုံ၌ဗန္တာကိုရလိမ့်မည်တို့ပြီးမှငါနောက်သို့လိုက်လော့ဟုမိန့်တော်မူ၏ထိုလူလင်သည်များစွာသောဥစ္စာကိုရတတ်သောသူဖြစ်၍ထိုစကားကိုကြားလျင်စိတ်မသာသည်နှင့်သွားလေ၏ယေရှုကလည်းငါမှန်ဆိုသည်ကားငွေရတတ်သောသူသည်ကောင်းကင်နိုင်ငံတော်သို့ဝင်ခဲလှ၏တဖန်ငါဆိုသည်ကားကလအုပ်သည်အနှစ်ဖားကိုရှို့လွယ်၏ငွေရတတ်သောသူသည်ဖျားသခင်နိုင်ငံတော်သို့ဝင်ခဲသည်ဟုတပည့်တော်တို့အားမိန့်တော်မူ၏ထိုသူတို့သည်ကြားလျင်အလွန်မိန်းမောတွေဝေခြင်းရှိ၍တို့ဖြစ်လျင်အဘယ်သူသည်ကယ်တင်တော်မူခြင်းသို့ရောက်နိုင်မည်နည်းဟ
ဟုပြောဆိုကြ၏ယေရှုသည်လည်းသူတို့ကိုကြည့်ရှု၍ ဤအမှုကိုလူမတတ်နိုင်သို့တော်လည်းဖျားခင်သည်ခတ်သိမ်းသောအမှုတို့ကိုတတ်နိုင်တော်မူသည် ဟုမိန့်တော်မူ၏ထိုအခါပေတရုကအကျွန်ုပ်တို့သည်ရှိသမျှကိုစွန့်ပစ်၍ကိုတော်နောက်သို့လိုက်ကြပါပြီဘယ်အကျိုးကိုရကြပါမည်နည်းဟုလျှောက်လေသောယေရှုကငါအမှန်ဆိုသည်ကားအလုံးစုံသောအရာတို့ကိုအသစ်ပြုပြင်သောကာလ၌လူသားသည်ဘုံရှိသောပလင်တော်ပေါ်မှထိုင်တော်မူသောအခါငါနောက်သို့လိုက်ကြသောသင်တို့သည်12ခုသောပလင်ပေါ်မှထိုင်လျက်ဣသရေလလူ12မျိုးကိုစစ်ကြောစီရင်ရကြလတံ့အကျဉ်သူသည်ငါဤနာမကြောင့်အိမ်လဲညီကိုနှမမိဘသားများသည်ဟုသောတပါးပါးကိုစွန့်၏ထိုသူသည်အဆတရာသောအကျိုးကိုရ၍ထာဝရအသက်ကိုအမွေခံရလတံ့နောက်ကျသောသူအများတို့သည်အရင်ကျကြလိမ့်မည်အရင်ကျသောသူအများတို့သည်နောက်ကျကြလိမ့်မည်